အလောက်ကအဲ့လိုလုပ်ပါပါချစ်နိုင်တို့လုပ်ဝင်နေဆိုရဲအဲ့လိုလုပ်ပါတယ်ညနေ4 နိုင်ခွဲ9 နိုင်ပါတိတ်တယ်ပေါ့9 နိုင်တော့နောက်ဆုံးပေါ့အဲ့လိုလုပ်ပါတယ်တနေ့ပါနေရတော့ရနေတာဆိုတော့နေတော့မနေဘူးအဲ့လိုလဲဆိုတန်ကြီးရတယ်လို့ပဲတတ်မှတ်ပါတယ်သူကအခန်းကြီးမိဆုံးနဲ့လေးထီးခုံလာတယ်ကွာအလုံးနဲ့လည်းဝေးရမှာပေါ့အဲ့လိုကအနီးလေးလောက်ပါတယ်အိမ်ကခန်းရဆင်းနေနောက်တစ်တိုင်အဲ့ဆင်းပြီးနောက်ဝေးအဆင်ပြေတာတခုရှိတယ်ကိုလာပြီးပြောမယ်ဝန္နာမနီယာမရှိဘူးရှိရတော့တုံးနေသူပြောဝါနာခေါ်မယ်မန်နေဂျာထားတော့နေဘယ်လိုမဆိုင်ကိုအလုပ်တယ်မှာကိုလုပ်တဲ့အလုပ်တွေကဘာမှမရှိဆရာဆိုတယ်ကာသမာဒီလိုလုပ်ရဆိုတော့ပြီးပေါ့ကားပိုင်ရှင်ရတော့ဒီလိုလုပ်ပဲဟိုလိုလုပ်ပဲပြီးဟိုအဲ့လုပ်ပြရတော့ဆရာဆိုတယောက်ရှိတယ်ပေါ့ဆရာမတယောက်ရှိဆရာတော့စကားမလို့မတွေ့မသိနားထောင်ရတယ်အဲ့မှာတော့ဆရာမဒီမှာမကြနားထောင်နားမထောင်ရတူရတော့ဆရာအဲ့ဆရာလူတယောက်ရှိကျန်တယ်မရှိအဲ့စိတ်ချမ်းသာတနေ့နေ့ကလာတောင်းရောတောင်းရရဒါဖုန်းဝေးစီမစိုးပါဘူးတောင်းဒါတော့ရတယ်တုံးဖြုံးနေတာမဟုတ်ဘူးဒီကတုံးနေဖြုံးနေတာတက်အောင်တရားတယ်ပေါ့ပတ်စံတောင်းရတောင်းဝဲတော့တုံးနေတော့အဆင်ပြေပေါ့တနေ့နေ့ရငါတုံးနေတော့ပဲအဆင်ပြေပါတနေ့နေ့ရညောင်းတုံးတရားပေါ့တုံးကြောင်ချာတုံးမကြလို့မရဘူးငွေတော့ငွေနဲ့မျှနေမှာငွေတော့မျှရနေမရဘူးငွေရပူနေပြီးတော့ငွေနေနေမှာအဲ့မှာရေရှိအဆင်ပြေငွေရနေနေရောထုံငယ်များနေပြီလားရေရှိဒုက္ခရောက်ပတ်စံမရှိဒီများရရှိငါချင်းငါတို့တွေအဆင်မပြေအဲ့မှာစိတ်ဆင်းရဲပဲဖြစ်နေနေမရတာစကားလေးများအိမ်တော်ကြီးကိုကြကြအဲ့ဒါဖြစ်ကုန်ဒေသနဲ့များနဲ့ဒီတိုင်းပဲဘယ်လိုလုပ်မလဲဘယ်လိုကိုင်မလဲပတ်စံဘယ်လိုတုံးဆွဲမလဲဒေသတိုင်းပဲဒီတော့မင်းလည်းငါလည်းလို့ဆိုရယ်စင်ပြေဘူးစင်ပြေပြီးတော့ခက်ရှာရှာဒီတော့တသိန်းကြီး1000လောက်ပဲစင်ပြေပဲကျန်တဲ့9000လောက်အဆင်မပြေဘာလို့လဲညတုံးလည်းဖြစ်အောင်သူတို့တတိချ